မိန်းကလေးတယောက်ရဲ့မာယာကိုတုံးချပြီးတော့ဂရုကေရဲ့ဆက်ဆံရေးကြီးတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့အတွက် UEC ကစီစဉ်ထားခဲ့ကအဖွဲသားဖြစ်တဲ့တန်ကြီးကိုလည်းအကြောင်းဆောင်ပြောပြခဲ့ပါတယ်။ပွဲမစားခင်ချိန်တုန်းက UEC မှာထားတဲ့အတိုင်းပဲမာရီယာရဲ့ဘက်မှလည်းပြိုင်မသင်းသားတွေကိုစိတ်ဝမ်းကွဲအောင်လုပ်ဖို့အတွက်သူမရဲ့မိန်းမမာယာတွေကိုစပြီးတော့ထုတ်သုံးနေပါတယ်။ယူသားတဲ့ယာကူတာတို့နဲ့ချီစာတို့ကတော့ UEC ရဲ့တကယ်အကြံစီကိုမသိပဲအာနယ်ပီတနာစရာကောင်းတဲ့မိန်းကလေးလို့အထင်နဲ့မာရီယာကိုလည်းအတန်တိုင်ဆုံးကူညီပေးခဲ့ကြပါတယ်။ကြောက်တဲ့ကိုတွန်းချခံလိုက်ရတော့ကခြေထောက်ကိုအနှဲငယ်ထိခိုက်သွားတာကြောင့်မို့လို့မာရီယာလည်းမတ်တက်တောင်မရနိုင်ပဲဖြစ်သွားခဲ့ရပြီးတော့ကျင်နာတတ်တဲ့ယာကူတာတို့ကပဲမာရီယာကိုဂုံပိုးခဲ့လိုက်ကတစ်တော်လေကစကန်ရှိယာကိုလည်းအတူတူပြန်လာခဲ့လိုက်ကြပါတယ်။ UEC တယောက်သူတို့ကိုလှည့်စားပြီးတော့စားနပ်ရိက္ခာတွေအတင်းယူကထွက်ပြေးသွားတယ်ဆိုတဲ့အကြောင်းကျန်တဲ့ဖွဲ့သားတွေကိုလည်းယာကူတာတို့ကပြောပြခဲ့ပါတယ်။ပြိုင်မတ်သင်းကရိက္ခာပို့တဲ့မစ်ရှင်အောင်မြင်သွားတာဖြစ်လို့တတိယဂိမ်းရဲ့ကြာချိန်ကသတ်မှတ်ထားတာထက်ပိုပြီးကြာတော့မယ်ဆိုတာကိုကိုင်တို့အားလုံးကလည်းသိသွားခဲ့ကြပြီ။သိမကြခင်မှာပဲရိက္ခာစကန်စီကို UEC တယောက်ပြန်ရောက်လာခဲ့ကအသက်ရှင်နေသေးတဲ့မာရီယာကိုလည်းဒေါသထွက်နေတဲ့ပုံစံနဲ့စိုက်ကြည့်ခဲ့ပါတယ်။စီစဉ်ထားတဲ့အတိုင်းပဲဂရုကေရဲ့ဆက်ဆံရေးကိုပျက်စီးသွားအောင်လုပ်ဖို့အတွက်မာရီယာကိုအထက်စီးဆန်တဲ့လေးတန်းတွေအနိုင်ကျင့်သလိုပုံစံတွေလုပ်ပြခဲ့လိုက်ကအလုံးရဲ့အရှိမပဲရုပ်သေးရုပ်တရုပ်လိုကစားနေခဲ့ပါတယ်။အားနည်းတဲ့မိန်းကလေးတယောက်ကိုအခုလိုနိုင်တက်စီးနေလုံနေတာကြောင့်မို့လို့ယာကူတာတို့လည်းအတော်လေးဒေါသထွက်နေခဲ့ပြီးအခုလုံနေတာတွေကိုရပ်တန်းကရပ်ဖို့အတွက်တတိပေးခဲ့လိုက်ပေမယ့်အနိုင်ကျင့်ခံနေရတဲ့မာရီယာကိုတိုင်ကပဲ UEC ကိုကာကွယ်ပေးနေခဲ့ပြီးတော့ပြဿနာထပ်မချဖို့အတွက်တောင်းဆိုခဲ့ကဒီလိုရဲ့ကြောင့်ယာကူတာတို့တယောက်လည်းအရန်ကိုအံ့ဩသွားခဲ့ပါတယ်။ UEC ကမာရီယာရဲ့ထုတ်ပြောလို့မရတဲ့အားနည်းချက်တစ်ခုခုကိုချုပ်ကင်ထားလို့အခုလိုကာကွယ်ပေးနေတယ်ဆိုတာကိုလည်းယာကူတာတို့တယောက်နားလည်သဘောပေါက်သွားခဲ့ပြီးသူတတိပေးနေတော့မှကောင်မလေးကိုလှုပ်ပေးလိုက်ဖို့အတွက်လည်းထပ်ပြီးတော့အော်ပြောခဲ့ပါတယ်။ဒါပေမဲ့ UEC ကတော့လုံးဝမရက်ပဲအရင်ငါထက်ပိုဆိုတဲ့အကြမ်းဖက်မှုပုံစံတွေနဲ့ပါမာရီယာကိုနှိပ်စက်ပြခဲ့ပြီးတော့ဒီလိုအရာမျိုးတွေကိုမကြည့်ရတဲ့ဂရုကေအဖွဲ့သားတွေကလည်းတစ်ဖက်မှာရှိနေတဲ့မာနာဖို့ကိုလှမ်းပြီးတော့အကြောင်းကြားခဲ့လိုက်ပါတယ်။အကြမ်းဖက်တာတို့နှိပ်စက်တာတို့လုံးလို့မရဘူးဆိုတာကစီမင်းစည်းကမ်းထဲမှာပါတယ်ဆိုပေမဲ့လည်းအဲ့ဒီလိုမလုပ်ဖို့တားမြစ်ထားတာကပြိုင်ဘက်တင်သားတွေပေါ်ကိုသာဖြစ်ပြီးကိုတင်သားတွေကိုပြန်နှိပ်စက်ရင်တော့ဘာတရားမှုမှရှိမှာမဟုတ်ဘူးလို့မာနာဘူးကပြန်ပြောခဲ့ပါတယ်။ဒီချက်ကိုအစာကလေးကတိထားတဲ့ UEC ကမာရီယာနဲ့ပေါင်းပြီးတော့အခုလိုမျိုးတရုတ်ပြဟန်ဆောင်နေကြတာဖြစ်ပြီးတော့သူ့ရဲ့လုပ်ရက်ကြောင့်တိမခံနိုင်တဲ့အတင်းသားတယောက်ယောက်ကတော့တေချာပေါက်ဗတ်ပြောင်းလာလိမ့်မယ်ဆိုတာကိုလည်းခံမှန်းမိထားပါတယ်။တစ်ဖက်ကအတင်းသားတွေလည်းတားမြစ်ထားတဲ့စီမင်းရှိမနေဘူးဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ဘာဆက်လို့လုပ်ရမှမသိဖြစ်နေခဲ့ကြပြီးတော့မာရီယာကိုနှိပ်စက်နေတဲ့ UEC ရဲ့လုပ်ရက်တွေကိုလည်းအတိုင်းသားထိုင်ကြည့်နေခဲ့ရပါတယ်။ခံမှန်းထားတဲ့အတိုင်းပဲမတရားမှုကိုလက်ပိုက်ကြည့်မနေတတ်တဲ့ယာကူတာတို့တယောက်လက်ရှိအသင်းကနေ UEC တို့ဘက်ကိုပြောင်းလာခြင်းနဲ့လို့ရုတ်တရက်ကြီးပြောဆိုလာခဲ့ပြီးချီစာတို့ပါဝင်အခြားဖွဲ့ဝင်တွေအားလုံးကလည်းဒီစကားကိုကြားလိုက်ရတဲ့အခါမှာအတော်လေးအံ့ဩသွားခဲ့ကြပါတယ်။အခုလိုမျိုးလုပ်နေတာတွေက UEC ရဲ့အကြံစီတွေကတခုဖြစ်နိုင်တယ်လို့ချီစာတို့ကရှင်းပြပေးဖို့လုပ်ခဲ့ပြီးမယ်။မာရီယာကိုကယ်တင်ပေးခြင်းနဲ့စောနေပဲယာကူတာတို့ကတော့ဘာစဉ်းစားမှုမှမရှိတော့သလိုဘသူရဲ့ပြောစကားမှနားမထောင်တော့ပါဘူး။အဲ့ဒီနေရာမှာပဲယာကူတာတို့နဲ့ချီစာတို့နှစ်ယောက်ကစကားချီတွေများကရန်ထားဖြစ်မလို့ထိပါဖြစ်လာခဲ့ပြီးတော့အငယ်ဆုံးဖွဲ့ဝင်ဖြစ်တဲ့ကိုင်ကပဲဂျာကနေပြဿနာမတက်အောင်အချိန်မီဝင်ပြီးတော့တားပေးခဲ့လိုက်ပါတယ်။အတင်းကိုဗတ်ပြောင်းမှုဆရာထက်တက်နေတဲ့ယာကူတာတို့ရဲ့ပုံစံကြောင့်ကိုင်တယောက်လည်းအဖွဲခေါင်းဆောင်ဖြစ်တဲ့ကပတိန်ကိုအကြောင်းကြားဖို့လုပ်ခဲ့လိုက်ပြီးတော့ဒီတစ်ခေါက်မှာဖုန်းထဲကပြောတာထက်လူချင်းတွေ့ပြီးပြောတာကပိုကောင်းလိမ့်မယ်လို့ထင်တာကြောင့်ကိုင်လည်းယာကူတာတို့ကိုခေါ်ပြီးတော့ခေါင်းဆောင်ရှိတဲ့နေရာကိုထွက်လာခဲ့လိုက်ပါတယ်။တစ်ဖွဲ့လုံးရဲ့အဓိကခေါင်းဆောင်ဖြစ်တဲ့ကပတိန်ဆိုတဲ့ကောင်စကမ်းမှာရှိမနေတာက UEC အတွက်အတော်လေးကံကောင်းသွားစေခဲ့ပြီးအကယ်၍သာပုံမဲ့လူကကပတိန်ဟုတ်မနေခဲ့ဘူးဆိုရင်အခုလိုအကြံစီတွေဖြစ်လာပါမလားဆိုတာကို UEC ကိုယ်တိုင်ကတော့အာမမခံရဲပါဘူး။ဒီချိန်လောက်ဆိုရင်ကိုင်နဲ့ယာကူတာတို့နှစ်ယောက်ကပတိန်နဲ့ထိတ်တိုက်တွေ့ပြီးစကားပြောနေကြလိမ့်မယ်ဆိုတာရင်စကန်းကိုပြန်ရောက်လာတဲ့ချိန်ကျရင်မာရီယာကိုအသုံးချပြီးတော့ယာကူတာတို့စီကနေပြန်ပြီးသတင်းနိုင်ဖို့အတွက် UEC ကစီစဉ်ထားခဲ့ပါတယ်။ပုံနေတဲ့ဂျက်ကကိုတီးသွားတာနဲ့သူကိုယ်တိုင်ကပတိန်ဆိုတဲ့ကောင်ကိုသွားရှာမှဖြစ်ပြီးတော့အချိန်ကြာကြီးစော်ကစားနေရတဲ့ဒီဂိမ်းပွဲကိုလည်းအမြန်ပဲအဆုံးသတ်လိုက်မှဖြစ်ပါတယ်။နေ့လည်ခင်းအချိန်မှာယာကူတာတို့နဲ့ကိုင်တို့ကစကန်းကိုပြန်ရောက်လာခဲ့ကြပြီး UEC တို့ဘက်ကိုအတင်းပြောင်းလို့ရသွားပြီဆိုတာနဲ့ခေါင်းဆောင်ကိုယ်တိုင်ကခွင့်ပြုလိုက်ပြီးဖြစ်တဲ့အကြောင်းအခြားသူတွေကိုပြောပြခဲ့လိုက်က UEC ရဲ့ဘက်မှလည်းသူတို့ရဲ့အဖွဲ့ဝင်ဖြစ်ယာကူတာတို့ကိုချက်ချင်းပဲလက်ခံခဲ့လိုက်ပါတယ်။အနိုင်ရနိုင်ခြေရှိတဲ့အသင်းကနေဗတ်ပြောင်းသွားတာကြောင့်မို့လို့သူတို့ရဲ့အကျွေးတွေပါတင်သွားနိုင်တယ်လို့ချီစာတို့ကနောက်ဆုံးအနေနဲ့တတိပေးခဲ့လိုက်ပေမယ့်မတရားမှုကိုလက်ပိုက်ကြည့်မနေတတ်တဲ့ယာကူတာတို့ကတော့ဒီရွေးချယ်မှုနဲ့ပတ်သက်လို့လုံးဝနောင်တမရပဲအပြည့်အဝတာဝန်ယူထားဖို့အတွက်လည်းဆုံးဖြတ်ထားပါတယ်။ပြိုင်ဘက်တွေပေါ်အကြမ်းဖက်လို့မရဘူးဆိုပေမဲ့သူကိုယ်တိုင်ဖွဲ့ဝင်ဖြစ်လာတဲ့အခါမှာတော့ယာကူတာတို့လည်း UEC ကိုပြေထုတ်ဖို့အတွက်လုပ်ခဲ့လိုက်ပြီးအဲ့ဒီလိုလုံးမကိုကြိုသိနေတဲ့ UEC ဟာယာကူတာတို့ရဲ့တိုက်ခိုက်မှုကိုအမြန်တင်းချောင်ခဲ့လိုက်ကအားလုံးရဲ့အရှိမပဲဖန်ချုပ်ခဲ့လိုက်ပါတယ်။စီစဉ်ထားတဲ့အတိုင်းပဲကပတိန်ပုံနေတဲ့နေရာကိုမေးမြန်းဖို့အတွက်ယာကူတာတို့ကိုကျိုးနဲ့တုပ်ကတစ်ပင်တစ်ပင်မှအပိုင်ချုပ်ထားခဲ့လိုက်ပြီးတော့သူတို့ရဲ့အချမ်းစီကမကြခင်အောင်မြင်တော့မှဖြစ်တဲ့အကြောင်းကိုလည်းတစ်ဖက်ကတန်းကြီးကိုဖုံးဆက်ပြီးတော့လှမ်းပြောပြခဲ့ပါတယ်။ယာကူတာတို့ရဲ့အားနည်းချက်ကိုတုံးချပြီးတော့ပဲမာရီယာကကပတိန်ပုံနေတဲ့နေရာကိုမတိမတာမေးမြန်းကြည့်ခဲ့ပြီးတော့ UEC ကလည်းတစ်ပင်နောက်ကနေသူတို့နှစ်ယောက်ရဲ့စကားတွေကိုခိုးပြီးတော့နားထောင်ခဲ့ပါတယ်။ဒါပေမဲ့အစီအစဉ်က UEC ထင်ထားသလိုမဟုတ်ပဲလုံးဝကိုတစ်စစ်ချိုးပြောင်းလဲသွားခဲ့ပြီးဂရုကေရဲ့ခေါင်းဆောင်ကပတိန်ပုံနေတဲ့နေရာကိုယာကူတာတို့ကိုယ်တိုင်ကလည်းလုံးဝမသိပါဘူး။နေ့လယ်တုန်းကသူနဲ့ကိုင်တို့နှစ်ယောက်အတင်းပြောင်းမဲ့ကိစ္စကိုဆွေးနွေးဖို့အတွက်ခေါင်းဆောင်ကိုတွားတွေ့ခဲ့ကြတယ်ဆိုပေမဲ့လက်တော့ဘက်ရောက်မှာကိုင်ကဆေးပြောင်းသွားပြီးတွားမတွေ့တော့ပဲဖုန်းနဲ့သာလှမ်းပြီးတော့အဆက်အသွယ်လုပ်ခဲ့လိုက်ပါတယ်။ဒါကြောင့်ပဲကပတိန်ဘယ်မှာပုံနေလဲဆိုတာသူလည်းမသိခဲ့ရဘူးလို့ယာကူတာတို့ကမာရီယာကိုပြောပြလာခဲ့ပြီးတော့
အားလုံးထင်ထားသလိုမျိုးဂရုကေရဲ့ခေါင်းဆောင်ကကပတိန်ဟုတ်မနေပဲအငယ်ဆုံးဖွဲ့ဝင်လူငယ်လေးကိုင်တာဖြစ်လို့နေခဲ့ပါသည်ဂရုကေတသိန်းလုံးရဲ့လှုပ်ရှားမှုကိုနောက်ွယ်ကနေကျူးကင်ထားတဲ့တကယ်လူဟာကိုင်ဖြစ်နေခဲ့ပြီးသပင်အဝါရောင်တဲ့မိန်းကလေးပြောတယ်သူတို့အသင်းမှာညံကြီးရှင်ပါတယ်ဆိုတာကလည်းကိုင်ကိုပြောတာပဲဖြစ်ပါသည်ကပတိန်ကတော့ကိုင်ပြောသမျှတိုင်ကိုတွတင်မသိမ်းလိုက်လို့ရတဲ့အစီကံသားသားအဆင့်သာရှိနေခဲ့ပြီးတော့ဖြစ်ချောင်းကုန်ထင်အားလုံးကိုနားလဲသွားတဲ့ UEG လည်းအရန်ကိုအံ့ဩနေခဲ့ကခဏကြာမှတော့သူ့စီကိုကိုင်ကဖုန်းဆက်လာခဲ့ပါသည်သူတို့ရဲ့အသင်းကဘုံလူကောင်ကိုဗတ်ပြောင်းအောင်လုပ်ပေးခဲ့တဲ့အတွက် UEG ကိုကျေးဇူးတင်ကြောင်းလှမ်းပြောနေတာဖြစ်ပြီးတော့ယာကူတာတို့ကိုလိုက်ထိန်နေရတာကသူတို့အတွက်အလုပ်တစ်ခုပိုရှုံးတယ်ဆိုတာကြီးအခုချိန်ကစလို့ယာကူတာတို့ဆိုတဲ့ဘုံကိုသူတို့ဘက်ကနေပောက်ကွဲလာအောင်လုပ်တော့မယ်ဆိုပြီးတော့တတိပေးခဲ့ပါသည်မိနစ်ပိုင်းတွင်းမှာပဲအခြေအနေကလုံးဝကိုပြောင်းပြန်ဖြစ်သွားခဲ့က UEG ကိုယ်တိုင်ကလည်းကိုင်ရဲ့အစီအစဉ်ကိုသဘောပေါက်သွားခဲ့ပြီးတော့အကယ်၍သာဂရုကွေဘက်ကကောင်းတွေကယာကူတာတို့ကိုရည်ရွယ်ချက်ရှိရှိနဲ့ရန်ဆလာမယ်ဆိုရင်အချိန်မရွေးအကြမ်းဖက်မှုဖြစ်နိုင်ပြီးတော့ဂိမ်းကလည်းအဆုံးသတ်သွားမှာဖြစ်ပါသည်ကိုတေတွင်ကိုတူးမိသလိုဖြစ်သွားတဲ့အခါမှာတော့ UEG ကိုယ်တိုင်လည်းဘာဆက်လုပ်ရမှမသိဖြစ်ကအရန်ကိုပြရာခံနေခဲ့ပြီးအခြားသူတွေယာကူတာတို့ကိုရန်စားလို့မရအောင်အမြန်ဖွာထားဖို့အတွက်အကြံတစ်ခုရသွားခဲ့ပါသည်ဒါပေမဲ့အဲ့ဒီကြံကအရန်ကိုနောက်ကျသွားခဲ့ပြီးသူတို့တွေစကားပြောနေတော့မှပဲချီစာတိုနဲ့ဘန်ဒီတို့ကရောက်လာခဲ့ပြီးတော့တစ်ဖက်မှာရှိနေတဲ့ယာကူတာတို့ကိုလည်းရန်စကားပြောဖို့အတွက်လှုပ်လာခဲ့ကြပါသည်တငယ်ချင်းအရင်ချာကြီးတွေဖြစ်နေတဲ့အပြင်အရင်ကတည်းကရှေးဟောင်းနောက်ဖြစ်တွေကိုသိနေခဲ့တာကြောင့်မို့လို့ကံကောင်းစွာနဲ့ပဲချီစာတိုတို့ရဲ့ရန်စားမဲ့အကြံစီကထင်သလောက်အလုံးမဖြစ်ခဲ့ပါဘူးကိုရှုနဲ့ကိုပတ်မိသလိုဖြစ်သွားတဲ့ UEG ရဲ့ဘက်မှာတော့ဘာကြံစီမှထပ်မထုတ်နိုင်တော့ပဲဒီတိုင်းသာငုံတုတ်ထိုင်နေခဲ့ရပြီးအပေါ်သွားကျင်လာတဲ့မာရီယာရဲ့ဘက်မှာလည်းအားလုံးရဲ့အနာကနေခဏထားသွားခဲ့ပါသည်တယောက်တည်းခွဲထွက်လာတဲ့မာရီယာရဲ့အနာကိုကိုင်ကရုတ်တရက်ထက်ရောက်လာခဲ့ပြန်ပြီးတော့သူမဟာကစားသူပလေယာမဟုတ်ပဲဂိမ်းမွဲစီစဉ်သူတွေတဲကတယောက်ဆိုတာကိုတီထားနေမိတာဖြစ်တယ်လို့မာရီယာကိုပြောပြလာပါသည်ဒီကြောင်းရတွေကို UEG ကိုသာပြောပြလိုက်မယ်ဆိုရင်ပြဿနာအကြီးကျယ်တက်သွားနိုင်တယ်လို့ကိုင်ကရှင်းပြခဲ့ပြီးတော့အဲ့ဒီလိုမလုပ်စေချင်ရင်သူတို့ရဲ့ဂိမ်းပွဲကိုအမြန်ပြီးအောင်ကူညီပေးရလိမ့်မယ်ဆိုပြီးတော့ပြောဆိုခဲ့ပါသည်အစာပိုင်းမှာတော့မာရီယာကကိုင်ရဲ့ပြောစကားတွေကြောင့်အနေငယ်ထိတ်လန့်သွားခဲ့ပေမယ့်ဖုံးကွက်ထားတဲ့ပုံစံအစစ်မှန်ကိုပြောလိုက်လို့လေသူမဘက်ကနင်းနာဆုံးရှုံးစရာဘာမှမရှိဘူးလို့ပြန်ပြောခဲ့ပါသည်ဂိမ်းစီတင်သူတွေကဘလို့အရာမျိုးတွေကိုလိုချင်နေဆိုတာကိုကိုင်ကအတိအကျသိနေခဲ့တာကြောင့်အကယ်၍သာ UEG တယောက်ယုံကြည်ရတဲ့အသင်းသားစီကနေတစ္ဆာဖောက်ခံလိုက်ရရင်ဘလို့ဆက်ဖြစ်မလဲဆိုတာမသိချင်ဘူးလားလို့မေးခဲ့လိုက်ပါသည်မာရီယာတို့လိုဂိမ်းစီတင်သူတွေအလိုချင်ဆုံးအရာကကစားသမားတွေရဲ့ရုပ်ရည်ပြောင်းလဲသွားတဲ့တုံ့ပြန်မှုတွေသာဖြစ်ပြီးတော့ဒီလိုအရာမျိုးတွေကသူတို့ကိုစိတ်ဝင်စားမှုပေးတယ်လို့ပျော်လဲပျော်ရွှင်စေတာကြောင့်မို့လို့ကိုင်ရဲ့စကားနဲ့ပတ်သက်လို့မာရီယာလည်းအနေငယ်ပြန်ပြီးစဉ်းစားခဲ့ပါသည် UEG တယောက်တစ္ဆာဖောက်ခံလိုက်ရလို့ထိတ်လန့်အံ့ဩသွားမဲ့မျက်နှာကိုစိတ်ကူးနဲ့ပုံဖော်ကြည့်တာနဲ့တင်မာရီယာအတွက်အရန်ပျော်စရာကောင်းနေခဲ့ပြီးကန်ရဲ့ကမ်းလှမ်းမှုကိုလည်းချက်ချင်းပဲလက်ခံခဲ့လိုက်ကသူမဘက်ကဘာပြန်လုပ်ပေးရမလဲဆိုပြီးတော့မေးကြည့်ခဲ့ပါသည် UEG စီကနေတန်ကြီးပုံနေတဲ့တီနီယာကိုတည်င်းနိုင်ပေးရမယ်ဆိုတာနဲ့အကယ်၍သာဒီချန်စီအောင်မြင်ခဲ့မယ်ဆိုရင်နှစ်သင်းစလုံးဒုက္ခခံနေရတဲ့အခြေအနေကနေအမြန်လွတ်မြောက်သွားနိုင်တယ်လို့ကိုင်ကရှင်းပြခဲ့ပါသည်မာရီယာကလည်းကိုင်ပြောသလိုပဲ UEG စီကနေတည်င်းနိုင်ဖို့အတွက်သဘောတူခဲ့လိုက်ကတစ်တော်ရဲ့တနေရာကနေဖုံးလန်းဆက်ခဲ့လိုက်ပြီးတော့လူလူနေတဲ့အချိန်ဖြစ်လို့တန်ကြီးစီစားနေရိတ်ကပို့ပေးလို့ရတယ်ဆိုတာနဲ့သူမကိုတန်ကြီးရှိတဲ့နေရာပြောပြပေးလို့ရမလားဆိုပြီးတော့ UEG ကိုလိမ်မေးခဲ့လိုက်ပါသည်အနီးနားကိုကဲခတ်ကြည့်လိုက်တဲ့အချိန်မှာလည်းဂရုကေတသိန်းလုံးကသူ့နားမှာရှိနေတယ်ဆိုတာကိုတွေ့မြင်ခဲ့လိုက်ရတာကြောင့်မာရီယာပြောသလိုပဲရိတ်ခအရင်သွားဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ကတစ်ချိန်လုံးလှုပ်ဝက်ထားခဲ့ရတဲ့တန်ကြီးရဲ့တီနီယာကိုလည်းပြောပြပေးခဲ့လိုက်ပါသည်ဖုံးချပြီးသွားတဲ့နောက်မှာတော့မာရီယာကတစ်ဖက်ကခြုံပုတ်ထဲကနေရုတ်တရက်ပေါ်လာခဲ့ကတန်ကြီးရဲ့တီနီယာကိုသူမတီးခဲ့ပြီးဖြစ်ကြောင်းကိုင်တို့ကိုပြောပြခဲ့လိုက်ပြီးတော့ဒီဖြစ်ပျက်ကိုမြင်လိုက်ရတဲ့အခါမှာတော့ UEG လည်းသူတစ္ဆာဖောက်ခံလိုက်ရပြီဆိုတာကိုနားလည်သဘောပေါက်သွားခဲ့ပါသည်မာရီယာကိုယုံစားပြီးတန်ကြီးရဲ့တီနီယာကိုပြောလိုက်မိတဲ့အတွက်လည်းသူ့ကိုယ်သူပြစ်တင်ကအော်ဟစ်ဆဲဆိုနေခဲ့ပေမယ့်တစ်ဖက်ကကိုင်ကတော့တန်ကြီးပုံနေတဲ့လှိုင်ကိုစီကိုသွားနေပြီဖြစ်ကသူတို့ရဲ့အသင်းကဂိမ်းကိုရှုံးနေသွားပြီဖြစ်တဲ့အကြောင်းကြိုးဖုံးဆက်ပြီးတော့လှမ်းအသိပေးခဲ့ပါသည်။ကိုင်ရဲ့ပြောစကားကြောင့်တန်ကြီးလည်းအရန်ကိုထိတ်လန့်သွားခဲ့ပြီးဒီကိစ္စကလုံးဝမဖြစ်နိုင်ဘူးလို့စိတ်ထဲကနေပြောဆိုနေခဲ့ပေမယ့်ဖုံပြောတဲ့ကတဖြည်းဖြည်းနီးကပ်လာခဲ့ကအပေါ်ကိုမောကြည့်လိုက်တဲ့အခါမှာတော့တကယ်ကိုင်ကိုတွေ့ခဲ့လိုက်ရပါသည်။တန်ကြီးကိုရှာတွေ့ပြီးခဏကြာမှပဲမာနာဘူးကဂိမ်းပွဲပြီးဆုံးသွားပြီဖြစ်တဲ့အကြောင်းအားလုံးကိုကြေညာမောင်းထုတ်ခဲ့ကကစားသမားတွေအားလုံးတစ်တောအလှည့်ကိုပြန်လာလို့ရပြီဖြစ်တဲ့အကြောင်းအသိပေးလာခဲ့ပြီးတော့အနိုင်ရခနီမှာသူ့ကိုဖမ်းမိသွားတာကြောင့်မို့လို့တန်ကြီးရဲ့ဘက်မှာလည်းအရန်ကိုခံပြင်းကအဲ့ဒီနေရာမှာနေအော်ဟစ်နေခဲ့ရင်းနဲ့ပဲအပိုင်း30ကလည်းဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါသည်